ဆရာပြောရင်မင်္ဂလာပါခင်ဗျာခုတချို့လူတွေမေးထားကြပါတော့ကျွန်တော်လာမေးကြတယ်နှစ်ပွဲအကြောင်းပေါ့နှစ်ပွဲကကျင်းပကြပါတော့တချို့ကျေးလက်ဒေသမှာရောတချို့နေရာအစုံပေါ့နှစ်ပွဲတွေနှစ်ပေးကြတယ်နှစ်ကနာပေးကြတယ်အပြင်38မိနစ်အတွင်း38မိနစ်ဟိုကိုကြီးကျော်နှစ်တွေအဲ့ဒါတွေကနှစ်ရောဟုတ်ရဲ့လားပေါ့နှစ်တကယ်ရောနှစ်စရင်ဝင်ရလားပေါ့နော်ဆရာဘုံတစ်ချက်ဖြေပေးပါအောင်ဗျအဲ့နတ်ပွဲဒီမှာကသူကနတ်အစ်စ်ကပြောလို့မရဘူးသူကများသောအားဖြင့်ဒီတိုင်းဆိုင်းပုံတွေတီးပြီးတော့ဟိုနတ်ချော့တဲ့ပုံစံမျိုးလောက်ပဲသူကလောက်ကြတာပေါ့ကွာအပျော်ပေါ့နတ်ကနာဆိုတော့ဟိုတစ်နှစ်တစ်ခါသူတို့ကျင်းပကြတယ်ကွာအပျော်ပေါ့ခုံလိုက်ကားလိုက်ဗာလိုက်ဒီလောက်ပဲလုပ်လို့ရပါတယ်တကယ်နတ်အစ်စ်ကသူတို့စီဟိုဝင်တာနည်းနည်းပါးလောက်ပဲသူတို့တုံယုံလောက်ပဲရမယ်တအားအဲ့လိုလူစိတ်ပြောင်းအောင်တော့သူတို့မဝင်ကြဘူးပေါ့အဲ့လိုမျိုးတွေသူတို့နတ်ပွဲတွေမှာတွေ့ပူပါတယ်အဲ့လိုနတ်ဆိုင်ပုံတွေတင်းရင်လေတချို့ဆိုလို့ရှိရင်ကွာဟိုနတ်ကတော့မဟုတ်ဘဲနဲ့လေအခြားလူတွေဝင်ကြတယ်စိတ်အစွဲတွေကြောင့်စိတ်ဆွဲကြောင့်ခုံနေပေါက်နေကနေကြတယ်ကွာနောက်ဆုံးတော့နတ်ချော့တာပေါ့လူတွေရဲ့ပြောမဆိုရင်အမြင်အာယုလေးကြည်ဝအောင်နတ်ချော့တာပေါ့တကယ်အနက်အစ်စ်တွေတော့ဟိုနတ်တွေတော့ပူးတာတော့မဟုတ်ကြပါဘူးနတ်ချော့တာတော့ပဲရတယ်ပေါ့အဲ့လောက်ပဲပေါ့အဲ့ဆိုဆရာပြောချင်တာကတကယ်ပဲနတ်ပေါ့အဲ့ဆိုရင်တကယ်ပဲနတ်ဆိုတာဘလူဟာတကယ်ပဲနတ်လို့ပြောတာလေခဏမေကွန်းထဲမှာဘယ်လိုပြောမလဲအဲ့ဒီတချို့38မိနစ်တွေပါတယ်နတ်ကနာပွဲပေးနေတာတွေကတကယ်ပဲနတ်ရလားဗောတကယ်ပဲနတ်လားတော့မေးတာလား38မိနစ်တော့လူတွေပြောနေကြတဲ့38မိနစ်နတ်တွေလားအဲ့ဒါတွေကဒီလိုရှိတယ်။ तू ကအဲ့ဒီနတ်တွေကသူရဲ့ရာဇဝင်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကွာဟိုပြောမဆိုရင်ဒါဟိုမကောင်းပြောတာတော့မဟုတ်ဘူးပေါ့နော်ဟိုကောင်းသိတာမှမရှိတာဟုတ်လားတချို့ဆိုလဲသူများတက်လို့တည်တယ်ကွာဟုတ်လားဟိုဘယင်တွေပေါ့ဘယင်တွေကအမိတ်ဩဇာမနာခံလို့တတ်တာတို့တချို့လဲစစ်ပွဲတွေမှာတည်တာတို့အဲ့လိုမျိုးတွေကြောင့်ဒီသူကနတ်လို့ခေါ်တာပေါ့ဒါမှမဟုတ်အဲ့ဒါလေခုနဟိုအရင်တော့ဟိုပြောသွားတယ်လို့ပဲပေါ့ပိတ်တာမျိုးစားတွေပဲသူရဲ့အစွဲတွေကြောင့်သူပိတ်တာတွေဖြစ်ကြတာပေါ့ကွာအဲ့ဒါဟိုဒီကိုယ့်ရဲ့လူလောကမှာပိတ်တာလို့အတုံနှုံးမကောင်းတော့ဒီလိုပေါ့ဘာနတ်ညာနတ်ပေါ့နာမည်တက်တာပေါ့အဲ့လိုပေါ့အဲ့လိုလေးပေါ့ဟိုတရားတော်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဒီလိုပဲကြည့်ရတာပေါ့နော်အဲ့လိုပေါ့ဟုတ်ကဲ့အဲ့ဆိုရင်သူတို့တွေကအစွမ်းရောထွက်ကြရလားပေါ့တချို့ကြပြောကြတယ်အမှားလို့ရင်နှက်ကင်မယ်ဒါတွေမလုံးနဲ့ခိုက်မယ်ပေါ့နော်စီပွားမတက်ဘူးကျမကြီးထိခိုက်မယ်နှက်ကင်မယ်ဆိုတာအဲ့ဒါတကယ်ရောနှက်ကင်ရလားပေါ့သူတို့ကတကယ်ရောကင်ရလားပေါ့ဗျာအဲ့ဒါပြောရမယ်ဆိုလို့ရှိရင်တော့အစွဲကြောက်ဖြစ်တာကိုယ့်ရဲ့အစွဲကြောက် तू ကမယူရင်မရှိဘူးယူရင်ရှိတယ်အခုတချို့ကြတော့ကွာအဖေမေကနတ်ကိုးခဲ့တယ်တချို့ဆိုလဲမြင်းနတ်တို့ကျွဲနတ်တို့ရှိတယ်ကွာဟုတ်လားအဖေမေကအဲ့ဒီနတ်ကိုကိုးခဲ့တော့ဟုတ်လားတားရဲ့တူးကိုဒီနတ်ကလိုက်တယ်ဆိုပြီးတော့အဲ့တားကအဲ့နတ်ကို